မင်္ဂလာပါမြန်မာ Novels ကနေပြန်လဲကြိုဆိုပါတယ်ဒီနေ့တင်ဆက်မယ့်ဝတ္ထုကတော့စာရေးသူဒေါက်တာနိုင်ပန်းလာရေးသားထားတဲ့ရာဇာတို့ရဲ့အရေးတော်ပုံကျမ်းဆိုတဲ့ဝတ္ထုကိုအပိုင်းရှင်းအနေနဲ့တင်ဆက်သွားမှာဖြစ်ပါတယ် channel ကလေးကို like and subscribe လုပ်ထားပေးပါဦးဖေးနာက notification လည်းပေးထားပါဦးမင်းသားလည်းဖះကနေဆင်းပြီးတော့ဘုမတင်နာပတိတွေခြံရံလို့ဘကိုးမျိုးတွေကိုဝင်ဖို့အတွက်ချီတယ်အဲဒီခါမှာသမီးစပင်းရောက်လာပြီဘုကစားမသမီးမရူတယ်လမီသီရီနဲ့ဂျွန်တွေကိုမိခဲ့ကြောင်းရှောက်တင်တယ်မြို့ရင်းရောက်တော့သူတို့ကိုမင်္ဂလာမတ်တက်ကနာကြီးရဲ့စင်ကတ်မှာထားလီလို့မိတ်ပြီးစင်စည်းပြီးတော့မှမော်တီယိုတကာကနေဘကိုးမျိုးကိုဝင်လို့မှုတယ်မော်တီယိုတကာမှာစောင့်ကြည့်နေတဲ့အမတ်တင်ကပစစ်တို့ပြီးဥခိုက်တယ်တကားကိုနှစ်ဖက်မဖွင့်မနဲ့တကားတွေ့ရတာဖွင့်တယ်အမတ်တင်ကဥခိုက်ပြီးပညာလွဲရဲ့စင်တော်ရှိကရှောက်လို့အတွင်းကိုခေါ်ဆောင်တယ်ပညာလွဲကလည်းဘာမှမစုံမမိပဲနဲ့လက်ဝင်တော်မူတယ်နတ်တက်ပွဲမင်္ဂလာပြုဖို့ဆောက်လုပ်ထားတဲ့မတ်တက်ကနာကြီးကိုရောက်တော့ပညာလွဲကစင်တက်ကတက်ပြီးခနာကြီးတွင်ကိုဝင်တော်မူတယ်မင်းတိုင်မို့ကစောခင်းထားတဲ့ရာဇပလင်ထက်မှာပညာလွဲကတက်ပြီးဆံပေးတော်မူတယ်စိတ်သမားတီကြီးတဲ့ခါမှာတော့မင်းအမတို့ကိုသွားခေါ်ကြည့်လို့ဘောင်းငံမုံမမိတ်တယ်ဘောင်းငံမုံကလည်းဥခိုက်ပြီးထွက်တယ်တလဲမီရောစီကိုရောက်တော့တောင်တော်ပညာတွေကအခေါ်လို့ကြောင်းရှောက်တယ်မွေမလေးဝင်ပြီးပြားကြီးဖြစ်ဖွဲမီနာမပေးတယ်လို့ဆိုပြီးဝမ်းနေပြီးမလိုက်ဘဲနဲ့ငိုလျက်သားနေတယ်ဘောင်းငံမုံကလည်းတူတော့ဘောလောကျန်းတော်ဟူသာချီလို့စက်တက်တင်ပြီးပညာတွေစီကိုပြန်ခဲ့တယ်ပညာတွေကသားတော်ဘောလောကျန်းတော်ရောက်တဲ့ကရင်ဝင်မှာထားတယ်မဟာဒီဝီလည်းတက်ရောက်လာလို့မပိုင်ဆရာတော်နဲ့မင်းကန်စီကိုမြင်တဲ့ကနှစ်ယောက်ထဲကလို့မေးတယ်မပိုင်ဆရာတော်နဲ့မင်းကန်စီတို့ကလည်းမှန်ပါလို့ဖြေကြတယ်အဲဒီတော့မှမတ်တက်ကနာကြီးရဲ့စင်ကဲအောက်မှာသမီးမရူးနဲ့တယ်လမီတီတီတို့ကိုချီနှောင်ထားတဲ့ကိုမဟာဒီဝီမြင်တော့အန်ခဲရာကမိမျောပြီးလဲတော့တယ်ပညာနဲ့မြင်တော့ငါမျက်စိမှာညောင်စုဝင်နေစေပဲမျက်စိတွေပဲရှိနေတယ်လို့မိန်တော့မပိုင်ဆရာတော်နဲ့မင်းကန်စီတို့ကအရှင်မင်းသားရွှေနေတတ်တော်မူပါဘူးလို့တောင်းပန်ပြီးမြဲပညာတွေကအခွင့်မပြုဘူးဘကွက်အာနာသားတွေလက်အပ်ပြီးသမီးမရူးကိုကွတ်စေလို့မနုံကိုတောင်းဝန်ပေးတယ်အဲဒီနောက်မှာတော့ရာဇဘရိုဟိကအချိန်တန်ပြီးကြွတော်မူပါလို့ရှောက်တော့ပညာတွေကရှင်းမင်းဧကရုတွေအစင်လာတိုင်းပဲတပန်းပြတက်မှာထိုင်တော်မူပြီးတော့ရေလောင်းခံတော်မူတယ်အစီအနေရှိတဲ့အတိုင်းပဲပြုပြီးတော့ပညာတွေကသားတော်ဘောလုံးကျန်းတော်ကိုချီးပြီးမိဖုရားကြီးပြရရာဇာတီးပြီးငွေမလေးကိုလက်တွဲလို့ခမဲတော်ရဲ့ရွှေနန်းတက်ကိုတက်တော်မူတယ်ခမဲတော်ရဲ့ရွှေနန်းကိုကူးပြီးခမဲတော်ရဲ့အလောင်းကိုရှုပြီးတော့မှဝတ်ပြုတော်မူတယ်ဒီနောက်မှာတော့မြောင်လန်းဆောင်တော်ကိုကူးလို့အသင်ခင်းချင်းထားတဲ့ရာဇပလင်တက်မှာဆံပေးတော်မူတော့ကိုကင်ထိမိတော်ကိုပွင့်ပြီးခယူသေးတဲ့တဘိုးကရာတို့ကိုမှုတ်ကြတယ်စိန်စီရွှေစီဟောစီဒေါက်တာဘီစီထရီစီမွန်ထိုင်စီနဲ့မြောက်စီတော်တွေကိုတီးကြတယ်အတီးမုတ်ဒူရိယာဂီတမျိုးစုံတီးမှုတ်ပြီးနန်းတော်ဝဲသပင်ကြီးကိုခံတော်မူတယ်ရှင်းမင်းဧကရီတို့ရဲ့ပဝေနီအစင်လာတိုင်းပဲရွှေနေထက်မှာဆံပေးတော်မူတော့ခါစားကွန်းနဲ့မူမတ်တင်နာပတိဘုံမင်းတမင်တော်ပညာဘူပါနဲ့ဂျုံကူမြအလုံးစုံတို့ကပညာနဲ့ကိုဥတိုက်ခါစားကွန်းနဲ့စင်မရှိပညာဦးကအိမ်နေနေစားကြောင်းနဲ့စီစဉ်35အသက်62နှစ်မှာလိစာတရားလာရတယ်တက္ကသိုလ်945ခုနှစ်တဘူရဲလာဆန်10ရက်နေ့မှာပညာတွေကရာဇာထရဲဆိုတဲ့အမိကိုခံပြီးရွှေနန်းတက်တော်မူတယ်နန်းတက်ပွဲကိုတပင်ကြီးစွာကန်လို့ရဟန်းတန်ကအပားတစ်ထောင်လို့ကိုပင်ပြီးစွန်ခဲပဲဘောစဉ်ချူချင်ရတာဆုံးတဲ့အာဟာရတွေကိုစက်ကတ်တော်မူပါတယ်ပစ္စည်း၄ပါးတို့ကိုလည်းလူတန်းတော်မူတယ်လူပရိသတ်တွေကိုလည်းကျွေးမွေးတော်မူတယ်ဆရာတော်ဘုရားတွေလည်းပညာနဲ့လူတော်မင်္ဂလာကိုသာဓုအနုမောဒနာပြုကြတယ်အချိန်တန်လို့ညီလာခံကျင်းပတော့မူမတ်တင်နာပတိတော်ပညာတို့စုံလင်စွာနဲ့ဆိုရုံမှာတက်ရောက်ကြတော့အမတ်တင်ကလည်းခါစားနေတယ်အဲဒီကမှရာဇာထရဲမိန်တော်မူတယ်ငါရဲ့စက်ကွန်းတစ်ပတ်မျက်စိနှလုံးမှာညောင်စုဝင်ခဲ့တာတစ်ပတ်ကထွက်သွားပြီကျန်တစ်ပတ်မှမထွက်သေးဘူးလို့မိန်တော်မူတယ်အဲ့ဒီခဏအမတ်တင်ကပစစ်တော်လို့ရှင်နေရှင်မိန်သားကတပားသူမဟုတ်ကျွန်တော်ကဆိုလိုချင်းပြချောင်းကျွန်တော်သိပါတယ်အရှင်မင်းသားကတကုံမှရှိစဉ်အချားမှုမတ်တွေကကိုယ်စလင်များလွတ်ကြတယ်စာအားဖြင့်အကျဉ်းစီများကိုလည်းကောင်းအချောင်းရများကိုလည်းကောင်းမပြတ်ပင်ပို့ကြတယ်ကျွန်တော်ကတော့အရှင်သားတော်နဲ့ဆက်သွယ်မှုမပြုတ်ခဲ့တာကလည်းတစ်ချက်အခြားတစ်ချက်ကတော့အရှင်သားတော်ကဘကိုးမျိုးကိုဝင်တော်မူစဉ်ကကျွန်တော်ကမျိုးတကားတစ်ဖက်ကိုသာပွင့်ပေးခဲ့တယ်ဒီလိုပြစ်တာကြောင့်ကျွန်တော်ကိုမြတ်ပြီးမျက်စိတစ်ဖက်မှာညောင်းမထွက်သေးဘူးလို့အရှင်မင်းကြီးမိန်တော်မူကြောင်းကိုကျွန်တော်သိပါတယ်ဒီလိုဆိုတော့ရာဇာတို့ကအမတ်တွေနင်းပြဘယ်လောက်ရှိတယ်ဆိုတာကိုနင်းသိပြီးဖြစ်ရနေမြာဘယ်လိုနည်းနဲ့နင်းကိုငါစင်ရမလဲငါကိုမျိုးရင်းကိုနင်းဝင်ခွင့်မပေးလို့ငါမှဘူကြီးရမ်းများလို့သာနင်းကတကားတစ်ဖက်ဖွင့်ပြီးတယ်ငါဘူကြီးနေခဲ့ရင်တော့တကားကိုတစ်ချက်မှနင်းဖွင့်ပေးမှာမဟုတ်ဘူးနင်းအပြင်းနဲ့မရူးအပြင်းအတူတူပဲလို့ထောသားနဲ့မိတ်တယ်အမတ်တင်ကသုံးချင်ဥကိုက်ပြီးရှောက်ပြန်တယ်ကျွန်တော်ရဲ့အပြင်းရဲ့အတွက်အသက်လင်သေးရပါမယ်ချမ်းသာပေးကရှင်ရမည်တကယ်တော့ကျွန်တော်ကခမဲတော်စင်ပြူရှင်ရဲ့သစ္စာကရွှေဘော်ကတော့အောက်ကဂျုံကြီးဖြစ်ပါတယ်စင်ပြူရှင်ရဲ့ရန်သူဖြစ်ပါကဘသူကမဆိုကျွန်တော်အသက်ပေးပြီးတိုက်ခိုက်ရမယ်လို့သစ္စာဆိုထားတယ်အရှင်သားတို့ကတကုံမှချားနာစဉ်ကစင်ပြူရှင်ရဲ့အမိတ်မရှိလို့မင်းသားနဲ့ကျွန်တော်ဆက်သွယ်ဝင်မရှိပါအရှင်သားတို့ကဘကိုးမျိုးတွေကိုဝင်တော်မူစဉ်ကကျွန်တော်ရဲ့တခင်စင်ပြူရှင်ပညာဥဒါလင်ရာဇပလင်တက်မှာပဂရိရှိခဲ့မှုကအရှင်သားကိုကျွန်တော်ဝင်ခွင့်ပြုမှာမဟုတ်ဘဲနဲ့အသက်ပေးလို့ခံတိုက်မှာပါထို့တော်စင်ပြူရှင်ရဲ့နံကရုပ်ကိုခွာခဲ့ပြီးဖြစ်လို့စင်ပြူရှင်ရုပ်လောင်းကိုစောင့်ရှောက်တဲ့အဖြစ်တကားရွက်တွေ့ရဖို့သာဖွင့်ပေးခြင်းဖြစ်ပါတယ်စင်ပြူရှင်ရဲ့နံနဲ့ရုပ်နှစ်ပါးစလုံးမရှိခဲ့တော့မင်းသားအားတကားရွက်နှစ်ရွက်စလုံးကိုဖွင့်ပေးခဲ့ပါမယ်ယခုအရှင်မင်းသားကမင်းဖြစ်လို့
ကျွန်တော်တို့ရဲ့အသက်သခင်ဖြစ်ပြီးသခင်ရဲ့သစ္စာတော်ကိုခံထားတယ်အကယ်၍ရန်သူတစ်ပါးကအရှင်သားတော်ကိုပုံစားခဲ့သည်ရှိတော့ကျွန်တော်ကအဲ့ဒီတပုံနဲ့ဆက်ထွေလို့လက်ဆောင်ပစ္စည်းပေးခြင်းအကြံစီပေးခြင်းတပုံမဲ့ဝင်စားလို့အရှင်မင်းသားကိုမဆောင်ရှောက်ပါကကျမ်းရွက်ထားတဲ့ကျွန်တော်ရဲ့သစ္စာမပြတ်ကြည်သလိုအပေနန်းကိုမဆန်ရသလိုကျွန်တော်ကအရှင်သခင်ရဲ့သစ္စာတော်ကိုမတိမ်မဆောင်မသွေးမပယ်စီပဲနဲ့ဖြောင်းမှန်မှန်ကန်စွာစောင့်ခဲ့တဲ့ကျွန်ကောင်းဖြစ်တော့အမတ်တင်ဆိုတဲ့ပွဲအမိနဲ့တန်လီမျိုးကိုစားစီခဲ့တယ်မလားအခုအရှင်သားတော်မင်းဖြစ်ပြန်နေတယ်ကျွန်တော်ကစင်ပြရှင်ခမင်းတို့ကိုသစ္စာဆောင်ခဲ့တယ်လို့အရှင်သားတော်ကိုလည်းမပြတ်ဆောက်ရှောက်ရမယ်အကယ်၍ရန်သူတစ်ပါးကအရှင်သားတော်ကိုပုံစားခဲ့စီတော့ကျွန်တော်ကအသက်ပေးပြီးနိုင်အောင်တိုက်ခိုက်ပါမယ်ကျွန်တော်ကတပုံဘက်ကိုဝင်စားဖို့ကနှစ်တိမရှိကျွန်တော်ကတီးပြူဆောင်မင်းကိုသာသစ္စာခံပြီးခါစားမယ်တီးပြူမဆောင်တဲ့တပုံမင်းကိုဘယ်တော့မှမခါစားပါကျွန်တော်ကိုမျက်လုံးကွက်တော်မူတော့ကျွန်တော်ကသိရပါမယ်သို့တော်ပြည်သေးရေးကပြက်လေတော့မီအနာဂတ်မှာရာဇဝင်အဆက်ဆက်အမတ်တကာတို့ကဆိုစမတ်ပြုကုန်ပြီအမတ်တင်အယူလိုမပြုကုန်နဲ့ပုံကန်ချနာသောမင်းသားဘက်ဝင်စားတော့အပြစ်မရှိတီးပြူဆောင်သောအရှင်သခင်၌သစ္စာမြဲသောအပြစ်ရှိသည်အမတ်တင်ဒီတီးပြူဆောင်မင်းကိုသာယုံလို့နေကြတယ်ပုံကန်ချနာသောမင်းသားတို့မစီမပါအကြံစီမပြီးမဆက်မကတ်ချီသောကြောင့်ဒီပုံကန်နဲ့မင်းသားကမင်းဖြစ်ကိုရောက်ရင်အမတ်တင်တရားလေတယ်လို့ကျွန်ုပ်နီးကိုအများကမှတ်ယူကုန်တော့မယ်နောင်ကတပုံထသောတပုံတကံဘက်ဝင်စားသူများတော့မယ်ဒီပူဆောင်မင်းမှမြဲသူနေပါတော့မယ်ရှင်ဟန်ပုံနာတိုင်းသူပြည်သားတွေကဘူပေသောကပြည့်ကြတော့မယ်တိုင်းပြည်မှာတမာတိတီတော့မှာမဟုတ်ဒါကြောင့်ပြည်ရေးပြတ်သုံးမိကိုကျွန်တော်ရှောက်ပါသည်ကျွန်တော်အသက်ပါကနောင်ကိုဒါစီမြေဆက်တိုင်အောင်ကျွန်တော်ရဲ့ပုံပေါ်မှာကထင်ရှားလေတော့မီလို့ရှီလျားစွာနဲ့ရှောက်ထားတယ်ဗညာတွေကလည်းအမတ်တင်ရှောက်တဲ့ချက်ကိုကြားလာလို့ဘလို့မှမစိုးတာပဲနဲ့တေးစွာနေတော့မပိုင်ဆရာတော်နဲ့မင်းကန်စီတို့ကအမတ်တင်စကားအရေးစကားဆယ်ဆယ်အကြောင်းမှန်လာတယ်သူရှင်ရဲ့ကျိုးသားမကနောင်နာခဲ့ရာဇဝင်အဆက်ဆက်အတွက်အကျိုးသက်ရောက်စေမယ့်စကားဟုတ်ပြီလေလို့ရှောက်တင်ကြပါတယ်ရာဇာတို့ကအမတ်တင်ရဲ့အရေးစကားတွေနဲ့မပိုင်ဆရာတော်မင်းကန်စီတို့ရဲ့ရှောက်တင်ချက်တွေကိုစဉ်းစားပြီးတော့အမတ်တင်ရေးဆိုတဲ့စကားမှတ်ပြီးတယ်အနှစ်သာရစကားဟုတ်ပြီတယ်ဒီလိုရှောက်တက်ပြီးတော့ကြောင့်၎င်းသူဒီတော့အရှင်သခင်ရဲ့တက်စာတော်ကိုသာမြင်းနဲ့စာစောင့်တက်ပြီးတော့ကြောင့်၎င်းအမတ်တင်ကပညာဉာဏ်အမျှော်မြင်ကြီးတဲ့ကျွန်တော်ဖြစ်လို့ဗရမ ्या ယရနာနဲ့လည်းတူလို့ယနေ့ကစပြီးအမတ်တင်မနီတော့ဒီဘွဲကငါချီးမြှင့်တယ်ဂန်လီမျိုးကိုလည်းစားမြင်စားစီလို့မိန်တော်မူတယ်ဒါကြောင့်ကျွန်ရင်ရောင်းရင်ဘတ်တော်သားတွေဘွဲမိမရမီအမတ်တင်ကရှေးဥစွာဘွဲတူးနဲ့ချီးမြှင့်ခြင်းခံရတော့တယ်အဲ့ဒီနောက်မှာတော့မိမိတို့နဲ့အတူဒုက္ခခံခဲ့ကြတဲ့ကျွန်ရင်းတွေကိုအတီးတီးပဲခွဲမိပြီးယာရုဌာနန္ဒရတွေနဲ့အထိုက်လျောက်ပြပြစီရင်ပေးတော်မူတယ်မပိုင်ဆရာတော်လည်းလူထွက်ပြီးဆက်လွန်ဆိုတဲ့ဘွဲကိုပေးတယ်မင်းကန်စီကိုရာဇမနုဖုံးမုံကိုတည်မနုမတော့ကိုတန်လန်မသိငကိုစောနုတဲ့မနုကိုစောနုတဲ့ဇေယမသိကိုဘောကရာဇာမတန်ကြီးကိုတန်လိုက်စသဖြင့်တရားမကျန်အားလုံးထိုက်တဲ့လူချင်းမြင်တော်မူတယ်တချို့ကိုကြည်ရပြီးတော်မူတယ်ညီလာခံစေတော့အမတ်တွေမနီတို့ကိုဘောနဲ့အိမ်ရောက်ထမ်းပို့စီတယ်အကြီးတော်မဟာဒေဝီကိုတော့ငယ်စဉ်ကကျွေးမွေးဆောင်းရှောက်ခဲ့တဲ့ဂျေဇုဘုံကိုထောက်ပြီးအမျက်တော်ကိုမျိုးသိတီးခံပြီးတော့ရခင်လိုက်တကုံမျိုးကိုမြင်စားမြင်စားစီပြန်တယ်ဒါကြောင့်တိုင်းသူပြည်သားတွေကငါတို့ရဲ့ဧကရမင်းကပါရမီဖြစ်နေတဲ့ယောက်ျားဖခင်ရဲ့စိတ်နှလုံးကိုကျင့်သုံးတော်မူပြီးတယ်တတော်ဘာတို့ကအမျက်မထားဒီကံတရားကိုလက်ကင်ထားပြီးတယ်လို့ကြီးကျူးထောပလာစကားပြောကြကြတယ်ရာဇာတို့ကမူမတ်ဒီနာပရိနဲ့ဂျုံကြီးဂျုံငယ်ဦးသမျှကိုချင်းမြင်ထိုင်သလောက်ချင်းမြင်မြောက်စားတယ်အဲဒီနောက်တန်းတော်ထက်မှာရွှေကျုံနဲ့ထားတဲ့ခမဲတော်ရဲ့ကမ္မထမ်းရုပ်လောင်းကိုခေါင်းစာပြုတ်ပြင်းမမှန်စီပြီးတော့ရှေးဘဝေဒနီအစင်လာရှိတဲ့အတိုင်းတကြိုးစီတယ်တပင်ကြီးစွာခံပြီးကုသိုလ်ဌာနပြုတော်မူတယ်ဘေကုယဟန်တန်ဃာတော်များကိုပင့်ဆောင်လို့ဆွံ့ကြွေးတယ်ပစ္စည်း၄ပါးကိုလည်းလူရန်တော်မူတယ်ရာဇာတွေကဟန်တာဝရီမှာနန်းတက်ပြီးသူကချမ်းသာမှုကိုစံစားလို့မင်းတို့အုပ်ချုပ်တီကနတ်စည်းစိမ်ကိုရသလိုဖြစ်တယ်နောက်ကမှဟန်တာဝရီမှာပညာနဲ့မင်းပြူတာကိုသိရတဲ့မြောင်မြစာတမိန်လောက်ပြားကမနာလိုတို့စိတ်ရှိလို့သားများတမန်များနဲ့ဆွေးနွေးတိုင်မင်းနဲ့လက်ဆောင်ပနာတွေစီရင်ပြီးတော့မှဆက်တူလက်မပတ်တော့မင်းစီသူမလက်ကွန်ဒီလေးယောက်တို့ကိုအင်းဝမင်းစီကိုဆေလွတ်တယ်တမိန်လောက်ပြရေးလိုက်တဲ့စာကကျွန်တော်များစာတမိန်လောက်ပြသည်အင်းဝရွှေနေရှင်ရှိကိုနားတော်ရှောက်ပေါ်ပါသည်ပညာနဲ့ဒီအခုဘကိုးကိုမင်းပြုသည်ရာဇာတွေဟိုသောပွဲခံသည်ဇင်ပြရှင်ပညာကိုနှိပ်ရဆန်ခဲ့ပြီးဟန်တော်ဒီမှာရာဇာတွေအခြေမမြဲမီအုံမြင့်မခိုင်ခင်ကိုရွှေနေရှင်ထဲမှာစစ်တပ်ကြီးချီခဲ့စီလိုပါသည်ကျွန်တော်လည်းရေချောင်းမြင့်စစ်တပ်ကြီးမီကျွန်တော်ဒီအထက်နှစ်ယောက်ညက်တဲ့ဘာကပညာနဲ့ခံနိုင်ပြီတော့ဆုံးခံရောက်သည့်ဒီအောင်မြင်အနှစ်ကိုရွှေနေရှင်ယူတော်မူပါအကာမြတ်သာကျွန်တော်ကိုပေးသနာတော်မူရန်ထောင်းခံအပ်ပါသည်ရွှေနေရှင်တမန်၄ယောက်စီကစာကိုရတော့အင်းဝပြည့်ရှင်မင်းကြီးဆွာစော်ကရှင်းတော်မစင်ခြင်းမင်းနဲ့မိစ္ဆာစိမ့်နဲ့လောဘတရားပွားများလာတယ်စာပါတဲ့အမြန်ကြီးလေးလို့မြောင်မြစာသမီးတော်ပြကိုမှားတယ်တမန်၄ယောက်တို့လည်းမြောင်မြကိုပြန်တယ်အဲ့ဒီနောက်မှာမင်းကြီးဆွာစော်ကမူမတ်တင်နာပတိများကိုခေါ်ပြီးစစ်တပ်ကြီးစီးရင်ပါတယ်တောင်ကိုစစ်ကြောင်းကစစ်ခြင်းဒါတော့အေးရှိမင်းမင်းသားကြီးကိုတံမှုချုပ်ခံတယ်ရမဲသိမင်းတောင်လင်းမင်းတောင်ကိုမင်းမြေထဲမင်းဘေးရမင်းတို့ကိုဒါတော့အေးရှိမင်းနဲ့ချီးစီးတယ်ဒါရောက်ဒီစစ်ကြောင်းကချီးရင်ပကံမင်းပြည်မင်းစကိုင်းမင်းဆလင်းမင်းပကံမင်းတို့ကိုခံတော်မူတယ်ဒီစစ်ကြောင်းကိုဒါတော့မြင်ဆိုင်စားမင်းစုကိုတံမှုချုပ်ခံတော်မူတယ်ရာဇာတို့လည်းအင်းဝါစစ်ချီလာတာကိုကြားတော့မြို့ပြဂျုံမြောင်းတွေကိုပြုတ်ပြင်းနေဒုံဝန်းစားတမိန်တန်လေးကိုခေါ်စီပြီးမဲ့တမိန်တန်လေးကမလာဘူးဘန်းကျော်မျိုးစားဘေးကနဲ့တမိန်ကိုခေါ်ပြီးလာတော့အင်းဝါစစ်ချီလာပါကနိုင်အောင်ခံကြီးငါစစ်တဲ့ကြီးဖွဲ့ပြီးချီခဲ့ပြီလို့မှားတယ်
ဘန်းကျော်မျိုးစားလေးပြန်တယ်အင်ရှင်မင်းသားကျဲကြီးမှုတဲ့အင်းဝါစစ်ဟာဘန်းကျော်ကိုရောက်တော့အင်အားကြီးမှစွာနဲ့ဝင်တိုက်တယ်ဘန်းကျော်သားဘယ်ရနယ်နိမိတ်လည်းမခံနိုင်လို့ပြီးတယ်ဘန်းကျော်မျိုးကိုအင်ရှင်မင်းသိမ်းလို့မြေထဲစားကိုစင်မြင့်အလုံးရင်းနဲ့ထားပြီးညီတော်မင်းဆွေကိုကူမင်းဆိုပြီးဒါယာဝတီစေချောင်းဘက်ကိုချီးတယ်ညီတော်မင်းဆွေကလည်းဒါယာဝတီချောင်းချီလို့လှိုင်မြို့ကိုရိုးရိုးချွန်ချွန်လှုပ်ကြပါတယ်လှိုင်မြို့ပြက်လို့သိမ်းယူတယ်ရာဇာတွေလည်းဘန်းကျော်ကိုချီပြီးမြေထဲစားကိုပြင်းတိုက်တယ်မြေထဲစားကလည်းကြမ်းကြမ်းခံတယ်ဘကိုးစစ်ဘက်ကများစွာထိခိုက်သေးကြတော့ဆက်လက်မတိုက်ဘဲနဲ့ဝန်းရံနေတယ်မင်းဆွေကပင်လယ်စားတပ်ကိုခွဲပြီးမော်ဘီကိုစီးတယ်မော်ဘီစားအဲကောင်ပင်လေတောင်ကြားလမ်းချင်းမှာဖြတ်ပြီးဆိုလိုတိုက်တယ်ပင်လယ်စားကလက်ထိုးခံတော့စင်ထက်မှာပဲပြီးတယ်ပင်လယ်စားသေးတဲ့နေရာကိုခရောက်ပင်လေလို့ခေါ်တယ်အင်ရှင်မင်းကဘန်းကျော်မှာရှိတဲ့မြေထဲမင်းကိုလူစီပြီးမိတ်တယ်ဗညာမျိုးကိုတိုက်မှာကိုလည်းမတိုက်ဘဲနဲ့သမင်ပြေးလိုက်သူလိုပြုတယ်မြေထဲမင်းလည်းဘန်းကျော်ကိုရာဇာတွေဝန်းရံထားကြောင်းကိုအင်ရှင်မင်းစီကိုလူစီပြီးရှောက်စေတယ်အင်းဝပြည့်ရှင်သားတော်မင်းစီကဒါလီမှာတက်ချနေတယ်နောက်တော့အင်ရှင်မင်းကညီတော်မင်းဆွေနဲ့ပေါင်းလို့တကုံကိုအရောက်ချင်မယ်တကုံရောက်ရင်များများစားလောက်ပြားနဲ့ဆူယုံပြီးဘကိုးကိုချီမယ်လို့အားခဲ့ထားတယ်များများမျိုးစားလောက်ပြားကသာသမတ်ဘူပါရင်းနဲ့ရေတက်ကချီလို့တကုံမှစောင့်နေတယ်ဒီအခိုင်မှာဘန်းကျော်မျိုးဆောင်မြေထဲမင်းစီကနေစီးတဲ့လူရောက်တော့နောက်တော့မင်းသားကျဲကဘန်းကျော်ကိုပြန်လှည့်တယ်ညီတော်မင်းသားဆွေလည်းဘန်းကျော်ကိုစစ်ကူလိုက်ခဲ့တယ်အဲ့ဒီအခါမှာကင်းဆောင်မဲ့မဟာတာမွန်ကဒါလီမှာအင်းဝစစ်တဲ့ချနေကြောင်းလာပြီးတော့မှရှောက်တော့ရာဇာတွေကမြေထဲတက်ကိုအပြင်းတိုက်ပြန်တယ်ပြက်အောင်မတိုက်နိုင်ရှိတော့စင်ညက်ခံမှဆိုလို့စုပ်တယ်မြေထဲတက်လည်းထွက်တိုက်တယ်ရာဇာတွေကလွင်မြင်ကိုထွက်ရတယ်အဲ့ဒီကအင်ရှင်မင်းသားကျဲတက်ကလည်းရောက်လာတော့ရာဇာတွေတက်နဲ့တွေ့တဲ့အခါရာဇာတွေကအတယောင်ဆိုတဲ့စင်ကိုစီးပြီးမြင်းတက်ကိုခံတိုက်တယ်မြင်းတက်သားတွေကလည်းထပ်ပြီးလိုက်ရမှာအထွေထွေရှိတယ်မင်းသားကျဲဘက်ကမြင်းချောက်စီးကြတယ်ရာဇာတွေဘက်ကလူ90ကျော်သေးတယ်ရာဇာတွေစီးတဲ့စင်ကလည်းအမိပြတ်တယ်ဒါကြောင့်မလို့စစ်ကိုရုပ်ပြီးအပြင်းပြန်ပြေးတယ်ရာဇာတွေကလည်းမြို့ကိုဝင်ပြီးအင်အားဖြည့်ကနေတယ်အဲ့ဒီကမှရာဇာဘရောကြီးကအင်းဝဆေရဒါလီမှာတက်ချလို့တာလိုင်းဖြစ်ပြီးတက်ပြက်လိမ့်မယ်ဂျပန်ကိန်းနဲ့ဒေဒီနက်ခတ်အလိုအရအရှင်မင်းကြီးမှာဆုတ်လက်ကောင်းမယ်အရှင်ရဲ့ဆုတ်ချင်းကနန်းကတိုးစိတ်မှတည်တယ်ဤအချိန်ခါသမီးကနေကောင်းမှထွက်တိုက်ရင်မုတ်ချအောင်မြင်ရမယ်ကျွန်တော်ဟောတိုင်းမှန်ခဲ့တော့ရာဇဒန်ခံပါမယ်လို့ရှောက်တယ်ရာဇတွေကလည်းယုံကြည်တော်မူတယ်စိတ်တက်ကြွစွာနဲ့ဆင်းနဲ့တက်ပြီးစစ်တီ1000ကျော်နဲ့မြို့ကထွက်လို့ချီတယ်အဲ့ဒါလိုစစ်ကြီးစဉ်ရာဇတွေဆောင်းတဲ့တီးပြူကလေခတ်ပြီးမြေကိုကြားတယ်အဲ့ဒီနမိတ်ကြောင့်မတိုက်ဘဲနဲ့ရက်တက်နေတယ်ဒီနမိတ်ကောင်းလာတယ်တိုက်တော်မူကအောင်မီမချို့လို့ရာဇပရောကရှောက်ပြန်တယ်ဘာကြောင့်ဒီလိုဆိုတယ်လဲပြီးတော့တီးပြူတော်မြေကိုကြားတာကရေမြေလုံးကိုပိုင်ရမယ်လို့နတ်ဒီဝါတို့ကနမိတ်ပြခြင်းဖြစ်တယ်လို့ရှောက်တယ်ဒါကြောင့်ရာဇတွေကလင်းမြန်စွာစစ်ကြည့်တော့တယ်ရဟန်းတန်ဃာတို့ကကြိုက်တဲ့တက်ပြီးကြည့်ရှုကြပါတယ်ဒီကမင်းကြီးဆိုရသားတော်ကြီးမင်းသားကြီးကချောင်းတစ်ပတ်ကန်ညီတော်မင်းဆွေစီကိုလူလွတ်ပြီးတော့ဘကိုးစစ်သည်အောင်เจ้าမင်္ဂလာအားကုန်မရှိပဲကိုမြို့ပြင်ကိုထွက်သည့်အကြောင်းမရှိချောင်းကိုကူးမလာနေအောင်လို့တားစီတယ်တစ်ပတ်ခါမှတမှုချုပ်ပြတဲ့မင်းဆွေကနာတော်ကိုမြက်ပြီးမလိုက်နာပဲနဲ့ငါတို့ရုပ်ကိုစစ်ကြည့်ခဲ့ဒီမှာဘကိုးကိုတိုင်ရမဟုတ်လို့မင်းသားပညာနဲ့ကိုလူလို့အင်းဝါမှာစစ်ကြည့်ခဲ့တယ်သူအားမြင်ပြီးမှမတိုင်းနေအောင်ဆိုတာကိုငါမနေပြီဒီလိုဆိုပြီးချောင်းကိုကူးတယ်မင်းဆွေတဲ့ချောင်းကူးတာကိုရာဇာတွေကကြက်ကောင်းယူလို့ဖြတ်တိုက်တော့မင်းဆွေလည်းပြတ်တယ်နောက်တော့မင်းသားကြီးကလည်းစစ်တင်ရမတန်တာကြောင့်စီစီမလိုက်မကူဝွန်းစင်တော်ဝီပြန်လှည့်ပြန်တယ်မြောင်းမြစားလောက်ပြားကလည်းအင်းဝါစစ်ပြက်လို့လှည့်ပြန်ပြီးလို့ကြားတော့ရာဇာတွေကလည်းကြောင်းလန့်လို့ရေချောင်းမှာလေဦးလေလို့ပြန်တယ်အင်းဝါစစ်နဲ့မြောင်းမြစတဲ့ဒီပြိုပြဲပြလို့လှည့်ပြန်ပြီးတော့ရာဇာတွေကအမှုမဲ့တင်တဲ့အပတိတွေနဲ့ဆွေးနွေးတိုင်ပင်နေအခုငါကမဲတော်ရဲ့ဂျုံမြောင်းမြစားလောက်ပြားကပြက်စားမဆောင်မဖြောင်းမဲ့ငါ့ကိုပုံကန်နေအင်းဝါကိုစားဖို့ပြီးဂုံချောတယ်မြို့ရွာစုပူအောင်ပြုတယ်လူသူတွေတမာတိမရှိအောင်မကျင်တတ်အောင်ပြုတယ်ငါတို့လည်းအင်းဝမဲတန်ရာဇဒန်စာစီမတော်မဲလို့မိန်ပြီးအမတ်ပိုင်းညာနဲ့ဇောတူတို့ကိုအင်းဝကိုစားနေစီရာဇဒန်ကတော့ဟန်တော်ရီပြည့်ရှင်စင်ပြူရှင်ရဲ့သားတော်ကျွန်တော်ရာဇာတို့တွေကအင်းဝပြည့်ရှင်ရွှေနှန်းသခင်ဖြစ်တဲ့ကျွန်တော်ရဲ့ဘာကြီးတို့ကိုကြားလျှောက်အပ်သည်ကျွန်တော်ဤဘာကမဲတော်စင်ပြူရှင်ကမနုဿလူပုံရဲ့သူကစည်းစိမ်ချမ်းသာကိုအပြည့်အဝခံစားပြီးတဲ့နောက်ဟန်တော်ရီပြည့်ရဲ့ဒီပြည်တော်ကိုခြံခဲ့ပြီးနတ်တို့ရဲ့စည်းစိမ်ချမ်းသာကိုဆန်စားရန်ကြွမြန်းခဲ့ပါတယ်ခမဲတော်ရဲ့ရရကိုကျွန်တော်ဆက်ခံပါတယ်ရာဇာတို့ဆိုတဲ့ပွဲခံလို့ဟန်တော်ရီပြည်မှာမင်းရဲ့ကလေးဖြစ်ပြီးဒီပြည်ကိုဆွမှုပါတယ်မြတ်စွာဘုရားရဲ့သာသနာတော်ကိုစောင့်ရှောက်ပြီးလူတော်အပေါင်းတို့ကိုရှေးအဂရိမင်းတို့ရဲ့စင်လာတိုင်းပဲအုပ်ချုပ်နေပါတယ်ယခုမြတ်စွာဘုရားကလူအကတင်ယူဖြစ်တယ်မိတ်ဆေပါကောင်ကိုမသိကျွန်တော်ရဲ့ခမဲတော်ကသူ့ကိုမြို့ရွာတွေကိုစားစီပါလျက်နဲ့ဒီကျေးဇူးကောင်ကိုမထောက်ပဲနဲ့ဒီခမဲတော်ရှိခြင်းကပဲပုံစားခဲ့ဘူးတယ်ယခုကျွန်တော်မင်းလို့ပြန်တော့လေသူကမနာလို့ဝန်သူရင်လောက်ပြားလူရုံမှာလူမိတ်စာဒိဋ္ဌိဖြစ်တယ်ရင်းဝါရွှေနေရှင်ဘာကြီးတို့နဲ့ကျွန်တော်အကြားမှာခုံကျော်စာရေးလို့စစ်ကြည့်ခဲ့စီတယ်မြို့ရွာစုပူစီတယ်အကြီးရဟန်းတွေကိုတမာတိမတိမငြိမ်ဖြစ်အောင်စာတင်ပြအောင်ပြုမှုတယ်တိုင်းနိုင်ငံမြို့ရွာပေါ်မှာရှိတဲ့လူသူတွေကဌာနသီလဘာဝနာတရားပွားများနေကြတာကိုပြက်တော့အောင်ပြုမှုတယ်လောက်ပြားလိုလူမိတ်စာဒိဋ္ဌိရဲ့စကားကိုယုံကြည်တဲ့အကျင့်ပုဂ္ဂိုလ်ကလောကီလောကုတ္တရာနှစ်ပြားစုံမှာနှင်းမွန်ပြည့်စည်ရမှာမချွတ်အင်းဝါရွှေနေရှင်ဖြစ်တဲ့ဘာကြီးတော်ကိုကျွန်တော်ရဲ့ခမဲတော်ကိုစားကျွန်တော်မှတ်ပါတယ်ရွှေနေရှင်ရဲ့သားတော်မင်းကြီးတော်နှစ်ပါးတို့ကကျွန်တော်ရဲ့မြို့ရွာကိုဆင်းခဲ့စဉ်တုန်းကညီတော်တော်တို့ရဲ့ဝတ္တရားလျောက်ကျွန်တော်ကသူတို့ကိုလက်ဆောင်ပစ္စည်းတွေပေးဖို့ကြိုးစားခဲ့တယ်သို့တော်သူတို့ကစောတလင်ပြန်နေကြတော့မမိလိုက်ခြင်းဖြစ်တယ်
ဒါကြောင့်အမတ်ပိုင်းညာဦးဆောင်တဲ့ကျွန်ုပ်ရဲ့တမန်တော်လက်ကိုလက်ဆောင်ပစ္စည်းတွေကိုရွှေနှင်းရှင်ဘုရားစီကိုဆက်သအပ်ပါတယ်။အဲ့ဒီစာနဲ့အတူခရီးပါတကလက်ခါသာပိတ်ဥတွေရွှေငွေရန်ကများစွာကိုပို့စီတယ်။အမတ်ပိုင်းညာနဲ့တမန်စောတို့ကလည်းရာဇဒန်စာနဲ့လက်ဆောင်ပစ္စည်းတွေကိုအင်းဝတ်ကိုဆောင်သွားလို့ရောက်တဲ့အခါမှာတော့မင်းကြီးစွာသောကဲစီကိုဆက်သားကြတယ်။အင်းဝတ်ပြည့်ရှင်ကရာဇတို့ရဲ့ရာဇဒန်ကိုရတော့စိတ်တွင်းမှာရှက်တော်မူတယ်။ထောင်းတီမနာပြောတီနာဆိုတဲ့စကားကဲ့သို့ငါ့ကိုနှိပ်စက်ပြီးဆိုလာတယ်။ရှေ့ကိုသူ့အခြေပို့ပြီးခံခဲ့လာရင်ပသိမ်များများနဲ့မုဒ္ဓမာတို့ကသူ့လက်ပင်ဖြစ်လိမ့်မယ်။အဲ့ဒါလိုတမန်တော်ရဲ့ရှေ့မှာမိန်တယ်။မင်းကြီးစွာသောကဲလည်းအသင်းလျော်တဲ့လက်ဆောင်ပနာလေးနဲ့တုံ့ပြန်ပြီးတမန်တော်တွေကိုပြန်လွှတ်တော်မူတယ်။အမတ်ပိုင်းညာနဲ့တမန်စောတို့ကလည်းဘကိုးကိုပြန်ကြပါတယ်။အင်းဝမင်းစီကအမာစာနဲ့အမာစကားမရခဲ့ဘူး။မြောင်းမြစာသမိန်လောက်ဖျားကအင်းဝပြည့်ရှင်စီကိုရာဇာတွေကတန်တမန်စီချောင်းကိုကြားတော့လက်ဆောင်ပနာလေးနဲ့တမတ်တရကိုအစောတလင်းအင်းဝပြည့်စီကိုလွတ်ပြန်တယ်။စီးရဲစာကတော့ကျွန်တော်မြောင်းမြစာသမိန်လောက်ဖျားကအင်းဝပြည့်ရှင်မင်းကြီးစွာနဲ့ရှေကိုတန်တော်ဦးတင်ဝန်းပါသည်ဗျာ။ရခင်ကသားတော်နှစ်ပါးစင်မြဲလုံးရင်းနဲ့ချီခဲ့ရမှာကျွန်တော်လည်းမမိခင်သားတော်နှစ်ပါးလည်းအညီညွတ်မရှိခင်ရာဇာတွေတိုက်လီတော့ကြောင့်ဆင်မလာပဲရှိခဲ့သည်ဘေးသည့်အပြစ်တော်ကိုကျွန်ုပ်ခံပါတော့သည်ဒီအချိန်အရှင်မင်းကြီးကိုတော်တိုင်ချီလို့အလွဲဥသောအရမှနေတော်မူပါကျွန်ုပ်ဒီအရှင်မင်းကြီးခြေတော်ရင်းကိုအရောက်လာပါမည်ကျွန်တော်နဲ့အရှင်မင်းကြီးတို့စုပေါင်းမိကြရင်လှိုင်မြို့ကိုတိုက်မည်လှိုင်ကိုရရင်မော်ဘီကိုတိုက်မည်မော်ဘီကိုရရင်ဒလားမြို့ကိုတိုက်မည်ဒလားမြို့ကိုရရင်ဒဂုံမြို့ကိုတိုက်မည်ဒဂုံမြို့ကိုရပြီးရင်ဘကိုးကိုတိုက်တော့ဗညာလည်းခံနိုင်ပြီလို့ဘကိုးကိုလည်းလွဲကားသာရတော်မူမိဖရားတဲ့လောက်ပြားရဲ့စာကိုရတော့မင်းကြီးစွာကရှင်းတော့မစင်ချင်းမစင်စားပဲနဲ့မုမတိနာပတိမျိုးသားရွာသားတွေကိုခေါ်ပြီးစုယုံစေတယ်ဒါတော့ကြီးအေးရှင်မင်းကိုကြီးတဲ့ဘုံမှုချုပ်ခံတော်မူပြီးစင်ချင်းဘုရားများစွာနဲ့ချီတော်မူတယ်မင်းကြီးစွာစောကဲကလည်းရှေးဘော်တော်ကိုစီးပြီးရေတက်နဲ့ချီတော်မူတော့တန်လီလော်ကားလီကြော့လီကုရော့တံပန်ကတ်တူလုံးကျင်တိုက်လီ1200မြတ်ပါဝင်နေပြည်စီမင်းမင်းဆွေကိုမျိုးဆောင်ထားတော်မူတယ်မင်းကြီးစွာစောကဲကအလွဲကိုရောက်တော့များများစားလဲဘူပါတွေနဲ့သင်္ဘော5စီးရဲလီ80လော်ကာကြော့လီနေရာနဲ့အရောက်ကျူလာတယ်ရာဇာတွေကအမတ်တင်တဲ့သမီးရဲတင်ရတဲ့တိုက်စိန်20ဘူပါ9000နဲ့လိုင်းမှာခန်းနေစီတယ်အမတ်တင်ရဲ့စီရင်ခိုင်ခံကောင်းမွန်တော့အင်းဝါစေရတလားချုံများကြအောင်တိုက်ပြီးမြဲလိုင်းမျိုးကိုမရနိုင်ဘူးအင်းဝါစေကလောက်ပြားရေတဲ့အင်အားတွေနဲ့ပေါင်းလို့စင်မျက်နှာများစွာပွင့်ပြီးချီလာတာကိုကြားတဲ့အခါရာဇာတွေကလည်းစိတ်တီဘူပါတွေနဲ့ချီလာတယ်ရာဇာတွေကအရာလက်ပုံဆိုတဲ့ဆင်ကိုစီးပြီးတော့မှသေရဲ900နဲ့မော်ဘီမှာတက်ချနေတဲ့ပင်ရစာပင်လယ်စားတက်တွေကိုလှည့်လေးပြီးကြည့်တော်မူတယ်အဲ့ဒီကမှပင်ရစာဘက်ကဗညာတွေငါတို့ကိုနေတိုက်ဝင်ပြီလို့တိုက်ဝင်တကားဖွင့်ပြီးမယ်လို့ဆိုတယ်မင်းတို့ဖွင့်စမ်းမှာငါတိုက်မယ်လို့ရာဇာတွေကပြန်ဆိုတယ်ပင်ရစာနဲ့ပင်လယ်စားတို့ကပြာစည်းတက်စည်းခံပြီးဓာတ်လက်နဲ့ကရိယာတွေကိုအသင်းစီရင်လို့တက်ကိုစီးချက်ကဆင်မြင့်ကိုကတင်ပြီးတကားကိုဖွင့်တယ်မော်ဘီမျိုးတကားကိုဖွင့်တော့ရာဇာတွေကလည်းသေရဲ900နဲ့တဝူအော်လို့ဝင်ပြီးအပြင်းတိုက်တယ်ဝင်ပြီးတော့တအားလုံးကိုမီးတင်တိုက်တယ်မြို့တွေကလည်းမိုးရသလိုပြက်ခတ်ထိုးကုတ်ကြတယ်အင်အားမတန်တဲ့အတွက်ပင်ရစာနဲ့ပင်လယ်စားတို့ကတက်ရွှေ့ပြီးစုတ်ခွာတယ်အင်းဝါစစ်တီတော်တွေလည်းအများပင်ထိပါတယ်ရာဇာတွေရဲ့နောက်ချန်တက်တွေကထပ်ပြီးဝင်လာလေတော့မော်ဘီမြို့ကိုရာဇာတွေရတယ်အင်းဝါစစ်ကလည်းမော်ဘီကနေထွက်ခွာရတယ်ဘင်းမင်းကြီးစွာဆိုကလေးမော်ဘီမှာပင်ရစာနဲ့ပင်လယ်စားတွေတက်ပြီးပြက်လို့စုတ်ခရကြောင်ကိုချားတော်မူတော့မသက်မသာရှိတော်မူတယ်များများစားလောက်ပြလဲရာဇာတွေကိုယွန်းလို့ကျွန်တော်တို့လိုင်းမှာနေရသည်မှာရေတင်လာသည်ရှင်နေရကိုရွှေ့လို့သည်လို့ရှောက်တယ်နေတော့လိုမိန်တော်မူတော့လေဦးလှည့်ပြီးပန်းလိုက်ကိုစုတ်ခွာတယ်ရာဇာတွေကလည်းဖမ်းမိထားတဲ့အင်းဝကင်းသမား3ယောက်ရှိမှာဘင်းမင်းကြီးစွာဆိုကဲကငါကလက်ဆောင်ပနာတင်းနဲ့တမန်တော်လွတ်ခဲ့တာကိုစကားတစ်ခုမှမပြန်သဘုံတကန်စကားကိုယူပြီးချီလာတယ်မြို့ရစုပေါ်အောင်ပြုတယ်ရဟန်းတန်ကားတွေမငြိမ်မသက်အောင်ပြုတယ်ဒီတဲ့ချိန်အခြားတက်ကိုငါမတိုက်ပဲနဲ့မင်းကြီးစွာဆိုကဲတက်ကိုသာဦးတီလိုဝင်တိုက်တော့မယ်မင်းကြီးစွာဆိုကဲကိုအရာဖမ်းယူတော့မယ်လို့ဂျိမ်းမောင်ကျုံသွားတော်မူတယ်အဲဒီတော့မှအင်းဝကင်းသမား3ယောက်တို့ကိုယုံကြည်လျက်ပြုပြီးတော့မှလွတ်ထားတယ်သူတို့3ယောက်ကလည်းမင်းကြီးစွာဆိုကဲတက်ရှိရကိုထွက်ပြေးရောက်တဲ့ခါမှာတော့ရာဇာတွေကကျုံရတဲ့စကားတွေကိုမင်းကြီးစွာစီကိုတင်လျှောက်တယ်အင်းဝပြည်ရှင်မင်းကြီးစွာဆိုကဲကလည်းရာဇာတွေတက်ကနေလွတ်မြောက်လာတဲ့ကင်းသမား3ယောက်ရဲ့စကားကိုကြားတော့ကျသေးမွင်းချင်းထားပြီးပူပန်မိတယ်မုမတင်နာပရိတီကိုခေါ်ပြီးတိုင်းမင်းနဲ့ရာဇာတွေတက်ချီလာရင်ငါတို့တက်တွေကနေခံတဲ့ပြီတော့တက်ပြင်ထွက်ပြီးခံတဲ့ပြီတော့မေးတယ်မြင်ဆိုင်မင်းကအပတငယ်ရဲဝင်တက်ကိုကတ်လာပါသည်အဲ့တော့မှကျွန်တော်တို့လွယ်ကားသာနိုင်ရမယ်လို့ရှောက်ပေးမယ်လေမင်းကြီးစောကစိတ်တကြနေတော့မြောင်းမြစာလောက်ပြားကစကားကကောင်းသည်တိုက်ဖို့လည်းမရဒီမှာရေတင်လိုက်ဆိုပြီးစုပ်ပြီးပြီငါတို့မှလာဖျားသူများတယ်ဖြုတ်ချင်းရင်လည်းများလာတယ်ငါတို့တက်ပြောင်းမယ်လို့မိတ်ပြီးအခြားကိုပြောင်းပါတယ်မကြွေပါသားတော်မင်းသားကျင်တဲ့အတိုင်းမင်းမူမတ်တီကလည်းတင်လာပြီလို့ဆိုတော့အင်းဝကိုဆင်းတိုင်းပြန်တော်မူတယ်အင်းဝပြည့်ရှင်မင်းကြီးဆိုတဲ့စစ်တဲ့ရုပ်သိမ်းလို့ပြန်ပြီးတဲ့နောက်ရာဇာတွေကမူမတ်တင်နာပရိတင်တဲ့အတိုင်းမင်းနဲ့အရှိဘ32မြို့မှာတပုံတကန်ဒီကိုငါတို့မနေနေရသည်မရှင်းလင်းရသေးဘူးငါတို့စင်ရဆူယုံပြီးရင်အရှိဘတလားကိုချီပြီးတော့မှမြို့ရသည်တွေမှာရှိတဲ့ပုံကန်သူတွေကိုရှင်းလင်းနှိမ်နှင်းမယ်လို့မိန့်တော်မူတယ်အဲဒီနောက်မှာဒုံဝန်းကိုချီတော်မူတယ်ဒုံဝန်းမြို့ကိုတိုက်မယ်လို့ပြပြင်စီမံစင်းမှာဒုံဝန်းမြို့သားတန်လက်ကဒုံဝန်းမြို့ဟာတပုံတကန်လက်ကကျွန်တော်လှုပ်ချင်လို့တိုက်ယူခဲ့ရတယ်ကျွန်တော်ကတပုံမဟုတ်ပါမုတ်တမလက်ကွန်းကြီး
တန်မောင်ဒီမျိုးစားများသာတပုံတကံပြစ်ကြတယ်အဲ့ဒီမျိုးတွေကိုလှုပ်ချင်တော်မူခြေတော်မူမဲ့ခီးလန်းကိုကျွန်တော်ကမပိတ်မစုဒီမျိုးတွေကိုရတော်မူပါကကျွန်တော်ဟာအရှင်မင်းကြီးရဲ့ခြေတော်ရင်းမှာသစ္စာခံပြီးကျွန်ပြုပါမယ်အရှင်မင်းကြီးကိုကျွန်တော်ခံနိုင်ပြီလို့ရှောက်လာတယ်တန်လေးရဲ့စကားကိုကြားပြီးရာဇာတွေကမူမတင်နဲ့ဆွေးနွေးတယ်ဒုံမျိုးကခီးချင်းမြောင်းလာတယ်အလုတ်ကြံလည်းခတ်တယ်တန်လေးလည်းငါခီးကိုမဟန်မစည်းဝတ်ကျွန်ခံမဲလို့ရှောက်လာစီတာပြလို့ဒုံဝန်းတဲ့တိုင်ကလာမျိုးမှာရှိတယ်လေဒီကိုသိမ်းယူသည်ရိတ်ခါရီတင်ပြီးတော့မှဘန်းကတိုင်မှာနေစီကြီးတဲ့ရည်တဲ့ညက်ပြီးတည်မျိုးကလုတ်ကြံမယ်လို့မိန့်တော်မူတယ်အဲ့ဒီကမှပြတ်တစ်ပါးရဲ့တမက်လောက်ပြားရဲ့သားပြတဲ့စောရီပညာကတည်မျိုးကိုစားတယ်စောရီပညာကမြောင်းမြောက်ကိုခေတ္တရောက်နေတော့တည်မှမရှိဘူးအဲပြဘုံရဲ့သားဘောလကွန်သားလျင်တည်မျိုးကိုရေခါသွင်းလို့နေနေတယ်သူကရာဇာတို့တက်ချီလာတဲ့ကိုမခံဝန်းလို့မုဒ္ဓမကိုပြေးတယ်တည်မျိုးကိုရာဇာတို့ရတော့ဓမ္မောင်မျိုးစားမကျန်းကကြောက်ပြီးရာဇာတို့စီကိုကျွန်းခံတယ်မကျန်းကိုသစ္စာရေးတိုက်ပြီးဓမ္မောင်မျိုးစားဖြစ်နေထားတော်မူတယ်တည်မျိုးမှာမကြီးသမိန်တံပြက်ကိုဘူပါ9000နဲ့ထားလို့ရာဇာတွေကပြန်လဲတော်မူတယ်ရာဇာတွေပြန်လဲတော့မုဒ္ဓမမော်လမြိုင်စားတို့ကတရိဇာတံပြက်ကိုအချင်းချင်းဝင်တိုက်တယ်သမိန်တံပြက်မှာခါစားနေတဲ့သူရဲကောင်းမတ်တန်လုံးကတိုက်လာတိုင်းပဲခုခံဒေါ်လာနိုင်တယ်တည်မျိုးကိုလှုပ်ကြမ်းတဲ့ရန်သူတွေကိုခုခံရမှာအောင်ပွဲရပဲများတာကိုကြားတော့မတ်တန်လုံးကိုမပြတ်ပဲရာဇာတွေကဆုလက်တွေပို့လာစေတယ်ရာဇာတွေကတော့အုံမျိုးကိုပြန်ပြီးလှုပ်ကြမ်းတယ်သမိန်တန်လေးခုခံတိုက်တဲ့အတွက်ရဲမတ်ပူပါများစွာတိခိုက်ရှာနာတယ်ရာဇာတွေကတရေကိုဟဲလို့တန်လက်နင်းသမီးကေသရာဝရီကဒီဒီစဘာတော်ရေခတ်ရတော့မယ်လို့ဆိုတော့တန်လက်ကလည်းငါသမက်စင်းရတဲ့အတွက်ငါသမီးကစဘာတော်ရေခတ်လို့လေးမလှုပ်ကြွေးတာတကောင်းသမီးပြီးတာတယ်အကျင့်မြတ်သူပဲလို့ချီးပါဟဲ့လာတယ်အဲ့ဒီနာမှာတော့ရာဇာတွေကအကြံရလို့ရေးတဲ့ရင်ကိုမင်းနဲ့တန်လက်ကငယ်ပေါင်းသွေးတော့ပြစ်ကြတယ်ငါကြုံပြအောင်မင်းလဲပြားဆူကြီးလို့မိတ်နေရဲတဲ့ရင်ကလည်းအာမခံပြီးမိုးတော့တန်လက်နေတဲ့မြို့ပြကိုချင်းကပ်လို့ခေါ်မိတယ်တန်လက်ကလည်းထူးပါတယ်ဒီမှာငါရှိတဲ့တကယ်ချင်းဝင်ခဲ့ပါလို့ဆိုတယ်ရဲတဲ့ရင်ကဟေးတကယ်ချင်းရိုးသလားရာဇာတွေကနင့်တခင်ငါတခင်စင်မြူရှင်သားတော့ပဲဘလို့ပြလို့ခြေတော်ရင်းကိုနေမလာရောက်ကြလေလို့ဆိုတယ်အဲဒီကတန်လက်ကလည်းဟေးသွေးတော့ပြတဲ့ပါလောက်ဖျားတို့ပုံကန်ကြတာကအပြက်ဆိုတဲ့စင်တော်ကိုမစီရငါကတော့သူရှင်အပြက်စင်ကိုလည်းစီရတယ်ဒုံကိုလည်းစားရတယ်တန်လင်းဆိုတဲ့ပွဲကိုလည်းရတယ်ဒီရင်ကသုံးမနဲ့ပြေဆုံးနေပါရဲ့နဲ့ဗညားနုကငါရှိခိုးရမလားလို့ဆိုတယ်ရဲတဲ့ရင်ကသွေးတော့နင်ဒီလိုပြောဖို့မသိဘူးတပားသူကိုမရှိဘူးလို့တော့နေစီကိုရာဇာတွေကတော့နေတကင်စင်ပြရှင်ရဲ့သားပဲလို့ဆိုတယ်တန်လက်ကလည်းသွေးတော့နေရှိရှိဝေးပြောမနေနဲ့တောက်စားလူကဝင်ခဲ့ပါလို့ခေါ်တယ်နေအတွက်လက်ဆောင်မပါလို့ငါမဝေသေးဘူးနောက်မှငါရဲတောက်ဖို့လာခဲ့ဦးမယ်လို့ဆိုပြီးပြန်ပါတယ်ရာဇာတွေစီကိုပြန်လို့ကြိုးချောင်းတင်လျှောက်တယ်တန်လေးယုံကြည်အောင်ပြုပြီးမှအနိုင်ယူပါမယ်ဒုံဝမျိုးကအရှင်မင်းကြီးရဲ့ရွှေဘဝတော်အောက်ကလွတ်နိုင်အောင်မလားလို့ရဲတဲ့ရင်ကလျှောက်တယ်လက်စွပ်နဲ့တောင်းရွှေဆွဲကျူးထမ်းရွက်ရဲတောင်တွေကိုလက်ဆောင်ပြင်းနဲ့ရဲတဲ့ရင်ကိုပေးတယ်ရဲတဲ့ရင်လည်းလက်ဆောင်ယူပြီးတန်လေးစီကိုမပြတ်ဝင်လို့အရဲတောက်စားတယ်မကြမီတန်လေးကရဲတဲ့ရင်ကိုစိတ်ချစွာနဲ့ယုံကြည်ပါတော့တယ်တနေ့မှကျွေးငွေလက်ဆောင်ပစ္စည်းတွေနဲ့တကွာလက်နဲ့ဖွဲ့ပြီးတော့မှတရေ300တို့ကိုခေါ်ပြီးတရေတချို့ကိုထမ်းပိုးစီတယ်တရေချို့ကအတရလိုက်ပါလာကြတယ်တန်လင်းကလည်းတန်တရားမရှိဝင်ခွင့်ပြုတယ်မြို့ရင်းကိုတရေ300တို့ဝင်ပြီးတော့ချိတ်ချက်ထားတဲ့အတိုင်းပဲရာဇာတွေတက်တီကမြို့ပြင်ကနေဝင်တိုက်တယ်မြို့ရင်းမှာရဲတဲ့ရင်နဲ့တရေ300တို့ကခုတ်ထကြတယ်မြို့ရင်းမှာများစွာပဲတီတော့တန်လက်ကအပြက်စင်ကိုစီးပြီးတရေ300နဲ့မုတ်တမကူပြေးတယ်အပြက်စင်ကမုံယူစင်ပြစ်လို့ရာဇာတွေတက်ကလိုက်တိုက်တဲ့ဆင်းနေရတဲ့အခါမပြေးဘဲနဲ့လှည့်ထိုးတယ်အမကြီးစောပြလက်ကဆင်းမစီးပြီးချင်းကက်လျက်ထိုးတော့တန်လက်သေးတယ်ရာဇာတွေကလည်းမသေးစင်နဲ့လို့ပြောစီတယ်သို့တော်လည်းမမီတော့ဘူးတန်လက်သေးလို့လည်းပြောတော်မူတဲ့အတွက်စောပြလက်ကိုပြစ်တင်တော်မူတယ်တန်လက်လိုကျုံကဘယ်မှာရနိုင်ပါမလဲမျိုးစုံတန်းစုံပြီးလို့ငါရန်ကိုကာကွယ်စီမကြမ်းတယ်သူ့ကနှမျောလာတယ်လို့မိန့်ပါတယ်ဒုံဝမျိုးကိုရပြီးတော့လက်ကွန်ပြီးကိုချီတော်မူတယ်တရီမျိုးကသမိန်တံပြက်ကလည်းတရေ9000နဲ့ချီလာပြီးဆုံကြတော့လက်ကွန်ပြီးမှဘသူနေတယ်လဲမေးတော်မူပါတယ်ဘောလုံးကုန်းဆောင်နေလို့တံပြက်ကဖြေတယ်ရာဇာတွေကမြို့နီးကိုချင်းကပ်ပြီးလဲလေကြည့်တယ်တောင်ဘက်ကျောင်းဒီမှာတိုင်းတစ်လုံးကိုမြင်လို့အဲ့ဒီထဲမှာမျက်နှာကောက်ရိုးကိုပုံစီတယ်။ဘုံရင်လီတာစင်မှာမိတိုက်စီလေပြင်းတဲ့အတွက်မျိုးရင်းကိုမိကူးဆက်ပြီးတော့မှလောင်းပါတယ်။ဘောလုံးကလည်းစင်စည်းလို့မိတက်ဖို့ထွက်တယ်။စင်ကမိလက်နဲ့အတွက်ပြေးပါတယ်။ရာဇာတို့ရဲ့တရေတို့လိုက်ထိုးတော့ဘောလုံးကလက်နဲ့ထိပြီးပြီးတယ်။လက်ကောမြမျိုးကိုသူ့ရှင်ရတော်မူပြီးတံပြက်မှာအမှုထမ်းမှာသူ့ကျုံသူမှတ်တန်လုံးကိုသူ့ရှင်ခေါ်ယူတယ်။လက်ကောမြမျိုးပြဘက်မှာအမတ်တရေတို့ကိုစောင့်စီတယ်။အဲ့ဒီညမှာဓမ္မမျိုးသားမကျန်းကသစ္စာမဆောင်မင်းနဲ့တရေ900နဲ့ချီလာပြီးလက်ကောမြမျိုးကိုအပြင်ကနေဝင်တိုက်တော့မြို့ပြင်တက်ပြက်တယ်တက်ကိုမီလောင်တော့ထန်းစင်တက်မှာမချမ်းကိုယ်တိုင်စီမံကုတ်ခဲ့တာကိုသူရှင်ကမြင်တော်မူတယ်ဒီကျွံပြက်မချမ်းငယ်ဦးကောင်းကိုငါ့ကိုဘယ်သူရအောင်ယူပေးနိုင်မလဲလို့မေးတယ်တမိန်တံမြက်ရဲ့ကျွံမတ်တန်လုံးချတော့ကျွန်တော်ရအောင်ယူပြီးအရှင်မင်းကြီးစီကိုဆက်သားပါမယ်လို့ရှောက်ကမတ်တန်လုံးကတရှိကိုထမ်းအောင်သွေးမြေသမီးဝါတစ်လုံးကိုချင်းမာတဲ့အညာချင်းထွက်တယ်မချမ်းရဲ့သေးဟန်ဆောင်လေးရဲ့တန်မောင်မျိုးကိုဝင်တယ်ရန်သူဦးကောင်းဆက်သားလေးရန်ကုန်းပြီးဝင်တယ်သူ့ကိုမချမ်းမြင်လို့ပြီးတော့ရန်သူဦးကောင်းဆက်ရလာပါတယ်လို့မတ်တန်လုံးကဖြေတယ်အဲ့ဒီကမှမချမ်းကခေါင်းထောင်ပြီးချင်းကိုကြည့်တယ်မတ်တန်လုံးကလင်းမြဲစွာနဲ့ခုံဝင်ပြီး
မကြမ်းရဲ့လေကိုခုတ်ပြက်တယ်မကြမ်းရဲ့ခေါင်းကိုရတာနဲ့တရှိကိုဝေးလို့ခုံထွက်တယ်မကြမ်းရဲ့တရေတွေကလည်းအုပ်ကျကျထိတ်လန့်ကုန်တော့ဘလို့ဖြစ်တယ်ဆိုတာခေါင်းဆောင်မသိလိုက်ကြဘူးမတ်တလုံးကလည်းမကြမ်းရဲ့တရေတွေလိုက်လို့မမိခင်မြို့ပြင်ကိုထွက်ပြေးလွတ်မြောက်သွားတယ်အဲ့ဒီညမှာပဲရာဇာဒရဲစီကိုရောက်လာပြီးတမမျိုးသားမကြမ်းရဲ့ဦးခေါင်းပြက်ကိုချင်းကထုတ်ရှေ့တော်ကိုလှိမ့်သွင်းလိုက်တယ်ရာဇာဒရဲကလည်းကြိုးကြောင်မသိလို့ရုတ်တရက်ထိတ်လန့်တယ်အတန်ပြက်ကတမမျိုးသားတပုံမကြမ်းရဲ့ဦးခေါင်းပြက်ကိုမတ်တလုံးရကလေးဝင်ရောက်ဆွတ်သားခြင်းဖြစ်ပါတယ်လို့ရှောက်ပါတယ်သူရှင်ကလည်းစီမီအောင်နဲ့ကြည့်တော့တမမျိုးသားမကြမ်းရဲ့ဦးခေါင်းတေးကြောင့်တည်တဲ့အတွက်ဝမ်းမြောက်တော်မူပြီးခေါင်းပြက်ကိုအများမြင်နိုင်မှုတိုင်ထူးလို့ဆွဲချိထားစေတယ်မတ်တလုံးကိုတရေကောင်းပြီးသားပြီလို့ကြည့်ကြည့်တယ်စူးလက်ကိုတော့ပြီးတော့မမူဘူးမတ်တလုံးကလည်းတပုံဦးခေါင်းကငါဖြက်ယူဆက်တာတယ်ဒီလောက်ကြီးရဲ့မှုကိုငါထမ်းဆောင်ခဲ့ပြီနဲ့ငါကိုစူးလက်ဆိုတာတခုမှမပေးပါလားလို့စိတ်မှဆိုပြီးတော့စိတ်မကြည်နေပြီမလဲမရှောင်ဘူးလို့ညီတဲ့စွာပဲနေရတယ်ရာဇာတွေကလည်းမူမသိနာပတိတွေကိုခေါ်ပြီးမိန်တော်မူတယ်အခုတုန်းကလကွန်ပြေတကြီးတမောင်မျိုးတွေကိုငါတို့ရပြီမုဒ္ဓမနဲ့မော်လမြိုင်မျိုးသားကျန်တော့တယ်ဒီနှစ်မျိုးကိုဘယ်လိုငါတို့နေရမလဲအဲ့ဒီကမှတမိန်တပြက်ကယခုကျွန်တော်တို့မရမနာပဲနဲ့အပြေးလွှားချီလို့မုဒ္ဓမကူတိုက်ပါကအတီပါရှာနာများလိမ့်မယ်အရှင်မင်းကြီးတမကိုလကွန်ပြေမှာသာစီးပြပြီးတိုင်ဟန်ပြင်စင်လို့နေတော်မူပါကျွန်တော်တို့မူမသိနာပတိတက်ခုနှစ်တက်ကကော်တုံနဲ့ကော်စင်ကျွန်းဘက်ကိုကူပြီးတက်ချမယ်အဲ့ဒီကနေတပြေးပြေးချင်းကပ်ပြီးလှုပ်ကြရင်မုဒ္ဓမနဲ့မော်လမြိုင်တို့ကကျွန်တော်တို့လက်ကနေလွတ်နိုင်မလားလို့ရှောက်တယ်ပါတယ်ရာဇာတွေကလည်းတင်လို့လာတယ်စီရေးစီရမှန်ပြီးတယ်လို့မိတ်ပြီးတော့မှတံပြက်လျှောက်တဲ့အတိုင်းပဲတမိန်တံပြက်ကတက်တဲ့အမတ်တွေကတက်ရဲတဲ့ရင်ကတက်ပြတဲ့ဘိုက်ကတက်အဲကောင်ဘိန်းကတက်အင်းရဲကတက်ဖိုက်ဘဲကတက်ဘောင်းခုနှစ်တက်ကိုစင်မြင့်ဘူပါများနေတော့အရှိဘက်ကိုချီးစီပါတယ်ခေုံတပြားစိတ်ကိုကူးပြီးတော့မှအတီးတီးတက်တီလို့နေတယ်ဗုဒ္ဓမာစာပြတဲ့ဘအမိကညီဆွန်နဲ့ညီများပြည်သူအဲပြပုံနဲ့မော်လမြိုင်စားတမိန်ဥလူတို့ကလည်းအဲအားဆူဆောင်ကြတယ်လက်ကုန်းကြီးမှာရာဇာတွေတက်ကနေပြီးတက်ခွဲခုနှစ်တက်တို့ကိုအရှိဘက်ကိုဆေးလို့ထားတာကိုကြားတော့လေဒီမှာလက်နက်ကရိယာတင်ပြီးတော့မှဆန်တက်ကြတယ်ညတကောင်ရံမှာကြီးကိုတက်ကြပြီးအရှိဘက်တက်ဒီကိုပြင်းတိုက်ခိုက်ကြတယ်ရဲတဲ့ရန်တက်ပြတဲ့ဘတက်အဲကောင်မင်းတက်အဲနေရတက်နဲ့ဖိုက်ဘဲတက်ငါတက်စလုံးပြတ်ပါတယ်တမိန်တမြတ်နဲ့အမတ်တင်တက်နဲ့တက်တာမပြတ်ဘဲနဲ့ခိုင်ခန့်စွာနေတယ်အမတ်တင်ကငါတို့ကတို့တိုက်လို့ငါတက်ပြတ်ပြီးငါတို့နှစ်တက်သားကျွင်းတော်တယ်ငါတို့စက်တိုက်မလားခွာမလားလို့တမိန်တပြက်ကိုတိတ်တိစိတ်မေးတယ်တမိန်တမြတ်ကငါတက်ပြက်လို့ငါတို့ခွာကြည့်တော့မေးအေဂရီအကြီးတော့ပြက်လိမ့်မယ်အခုလေငါတို့နှစ်တက်ကိုပြအောင်တို့မတိုက်နိုင်တက်တွင်းမှာစစ်တီကိုတန်တိတ်နေပါစေဒီစစ်ပွဲကိုငါတို့အရာယူမယ်ငါတို့ပြည့်ရပြီလို့တက်ပြက်လေးဆောင်းမယ်စုပ်ပြေးသလိုပစ္စည်းတွေကိုတဘိုးနဲ့လေကိုချစီမယ်သူတို့ဘက်ကမြင်ငါတို့တက်ပြက်လို့ပြေးပြီလို့ထင်မယ်သူတို့ကငါတို့ကိုအထင်သေးလို့သတိမရှိပေါ်ပေါ်တန်တန်လာတိုက်မယ်ဒီကမှငါတို့ကပြင်းတိုက်လို့အနိုင်ယူမယ်လို့ဆိုတယ်အမတ်တင်ကလည်းသဘောကျလို့အဲ့ဒီအစီအစဉ်တိုင်းပြုမယ်ဆိုပြီးတက်ကိုပြန်ပါတယ်အစီအစဉ်တိုင်းမှာအမတ်တင်တန်တဲ့တန်ပြတ်တက်ကစစ်တီတချို့ကပစ္စည်းတွေကိုထမ်းပိုးပြီးလေကိုချကြတယ်ဒီအချင်းရကိုမော်ဒမာစာပြတ်တဲ့ဘာနဲ့မော်လမြိုင်စာဥလူတို့ဘက်ကမြင်တော့ပေါ်ပေါ်ဆက်ဆက်နဲ့လာတိုက်ကြတယ်အကွဲကွဲပြပြချီလာကြတယ်အဲ့ဒီခါမှာတန်ပြတ်တက်ကပြတဲ့ဘာတက်ကိုဖြတ်တိုက်တယ်အမတ်တင်တက်ကဥလူတက်ကိုဖြတ်တိုက်တယ်ပြတဲ့ဘာဥလူနဲ့အဲပြဘုံနဲ့တက်တီပြက်လို့လေငယ်လေးနဲ့ပြေးရပါတယ်မော်ဒမာနဲ့မော်လမြိုင်မျိုးရင်းကိုမဝင်နိုင်တော့တဲ့အတွက်ကလပ်ကြီးကိုပြေးရတယ်မော်ဒမာနဲ့မော်လမြိုင်သားတို့ကလည်းတန်ပြတ်နဲ့အမတ်တင်တို့စီကိုဝင်ရောက်ခါစားကြတယ်ရာဇာတွေကလည်းလက်ကွန်ပြေးကနေမော်ဒမာကိုချီခဲ့တယ်မော်ဒမာကိုရာဇာတွေဆက်ရောက်တော်မူတော့တမိန်တပြက်နဲ့အမတ်တင်တို့ကိုချီကျူးခွန်ပြုပြီးဆူလက်တွေပေးတော်မူတယ်တမိန်တန်ပြက်ကိုတမိန်ပြက်စားဆိုတဲ့ဘွဲနဲ့ချင်းမြင်တော်မူတယ်အဲ့ဒီနောက်မှာတော့မော်ဒမာစာပြတဲ့ဘာရဲ့မယားတလားမိဆန်ကိုခေါ်စီတယ်ခမဲတော်စင်ပြချင်းမညာဟုတ်လက်တက်ကပြတဲ့ဘာပုံလို့ရထားတဲ့ရွှေငွေလက်ဝတ်လက်စားတွေကိုစစ်စစ်တယ်ဗလေသန္တာကြောင့်မြရတနာရွှေငွေလက်ဝတ်လက်စားအားလုံးကိုသိမ်းယူတယ်ဒီနောက်မှာတော့တမိန်ဒေတာကုမာကိုပြက်ကမှန်ဆိုတဲ့ဘွဲပြီးပြီးတော့မှမော်ဒမာမျိုးကိုစားစီတယ်ဒေတာကုမာရဲ့မယားကိုတလားမင်းနဲ့အမိပေးတော်မူတယ်မော်လမြိုင်မြို့တန်မောင်မြို့လက်ကွန်ပြည်မြို့တကြီးမြို့တွေကိုအထိုင်လျောက်တော်တဲ့စိတ်ချယုံကြည်ရတဲ့မူမတ်တွေကိုအသီးသီးစားစီလို့ရာဇာတွေကစစ်တပ်ကိုရုပ်သိမ်းပြီးပကိုးကိုပြန်တော်မူတယ်။ထုံဝုံမြို့ကိုတမိန်ပြက်စားကိုစားစီတယ်။တိုက်ကလားကိုရောက်တော်မူတော့ခေါင်90ရှိတဲ့အင်ကြီးတစ်ဆောင်ကိုစောတလင်းစောက်စီတယ်။အင်ကပြင်းနဲ့တစမ်းမိတ်တွေကိုကျယ်ဝန်းစွာပြုလုပ်စီတယ်။သူရှင်ယာယီအိမ်နှံပြုမယ်လို့မိတ်ပါတယ်။တမိန်ပြက်စားနဲ့စစ်တီတပ်သားတွေကလည်းသူရှင်အမိန်တိုင်းပဲတေဝါတွေကိုစူဆောင်လို့အင်ကြီးကိုစောက်လို့ကြတယ်။စောက်လို့ပြီးစီးတဲ့အခါမှာတော့တင့်တယ်စွာနဲ့ခင်းချင်းမွမ်းမံစီတယ်။ကလကားတွေခါရန်စီပြီးတော့မှဂရီမွေရကောင်းမီရောဖျာကော်စောတွေနဲ့ပြည့်စုံပြုပြင်ထားတော့မင်းရဲ့အိမ်တော်နဲ့တူလာပါတယ်အင်းကြီးမှာသူရှင်ကိုလိုတော်တူဖြစ်တဲ့မင်းနဲ့ဂီတရာကိုတင်ထားစေတယ်မင်းနဲ့ဂီတရာကဒုံမှာပုံစားတဲ့တန်လေးရဲ့သမီးဖြစ်ပါတယ်ရာဇာတွေကသမင်ပြက်စာကိုခေါ်ပြီးသူရဲပါမတန်လုံးကိုမကြီးရင်ကိုဖိတ်ခေါ်လို့တောက်စားပါစီတေးကိုရှေ့အောင်တိုက်လူမသူမမတရားမူရတဲ့အခါမှာတန်လေးနဲ့ထမ်းစီပြီးတော့မှစောက်ထားပြီးတဲ့ခေါင်း90အင်ကြီးတဲ့ပုတလုံးမှာအိပ်ပါစီလက်ကုံးအိမ်ဆိုတဲ့ဘွဲတရကူရွှေပြားကိုသူ့နှစ်ဖူးမှာစီးတာပါငါကိုလိုတော်မင်းနဲ့ဂီတရာကိုသူ့ပေါင်းမှာခါစားစီတိုက်စင်50ကိုလည်းသူ့ကိုငါပေးတယ်တိုက်ကလားမျိုးကိုသူ့ကိုငါစားစီမယ်သူကမူးရလို့လူမမသိအောင်စီမီရောင်လေးကိုထွန်းလင်းစွာနဲ့ထွန်းကြည့်ထားပါစီစောင်းကျင်ဒီမို့အကကုံအသေးဆိုရင်းနဲ့အခမ်းမှာဒီအကြောင်းကိုသူ့ကိုအရစ်ပြေမှ
နိုးမှသိပါစေလို့မှာချပြီးသူရှင်ကတက်ကလန်းကနေဘိုးကိုပြန်တော်မူတယ်။တမင်ပြဿနာကလည်းသူရှင်အမိန်တိုင်းပဲညအချိန်မှာမတ်တန်လုံးကိုပိတ်ပြီးအရက်တိုက်တယ်။အရက်ဝါပြီးမှလည်းထပ်ပြီးတိုက်ပြန်တော့လူမန်းမသိအောင်မူးတယ်။အဲဒီကဝန်းနဲ့ထမ်းပိုးစီပါတယ်။တလွန်တက်မှာမတ်တန်လုံးအိတ်နေစဉ်မှာစီမီရောက်မှဒီမို့ဆိုခိုင်းတဲ့တပင်ခံစီတယ်။တန်လက်သမီးမင်းင်းကီတရာနဲ့အခြားကိုလူတူဦးကိုမတ်တန်လုံးကိုသူရှင်ကစောင်းနေတော်မူချောင်းကိုစေစုံကပြောဆိုခဲ့ပြီးမှသမီးပြဿနာပြန်တယ်။ထမင်းရုပ်တစ်ချက်လောက်ကြာတော့မတ်တန်လုံးကအရစ်ပြေးပြီးအတီးမုတ်တန်ကြတော့လန့်နိုးတယ်။မျက်စိနှလုံးကိုဖွင့်လိုက်တော့စီမီအောင်ထိန်လင်းနေတာနဲ့အနီးမှာကစားနေတဲ့ကိုလို့တော်နှစ်ယောက်ကိုလည်းကောင်းကော်စောမှုရခင်းမှာကလကာရိုးနဲ့ကရန်ထားတာကိုလည်းကောင်းမြင်တော့ချက်သေးမှုညှင်းထားပြီးတုံးလုံးချောက်ချပါတယ်။ရာဇာတရရဲ့ဒဲနန်းတော်တလုံးတက်မှာငါအိမ်မိပြီ။ဒီတစ်ချိန်မြင့်ငါဟာမဟုတ်ချရာဇာတန်သိတော်မိတကားစိတ်မှာစဉ်းစားမိပြီးတော့မှထပြေးမယ်ပြတော့မင်းင်းကေတရာနဲ့ကိုလို့တော်တူကချုပ်ကင်ထားတယ်။မတ်တန်လုံးကလည်းအတင်းရုံးကန်ထွက်ပြေးမယ်ပြတယ်။နှုတ်ကလည်းကျွန်တော်ရှိခိုးကတော့တောင်းပန်ပါတယ်။ကျွန်တော်တောင်စားမှုရပြီးလူမှန်းမသိလို့သူ့ရှင်တလုံးတက်ပြီးအိမ်မိခြင်းဖြစ်ပါတယ်။ဒီတစ်ချိန်အသက်ချမ်းသာပေးပါလို့ဆိုပြီးယုံမြဲယုံတယ်မင်းင်းကီတရာနဲ့ကိုလိုတူဦးတို့ကလည်းချုပ်ထားကြတော့မတ်တန်လုံးကမထနိုင်အဲ့ဒီကမင်းင်းကီတရာကမယုံမှနေတော့မှနှမတော်ပြောပြပါမယ်နားထောင်ပါမစိုးရင်မကြောက်ရွံ့မှလည်းဆိုပြီးမတ်တန်လုံးကမယုံတော့ပဲလေစိုးရင်မကင်းစွာနဲ့နားထောင်တယ်မင်းင်းကီတရာကဆက်လက်ပြီးတော့အခုသူရှင်မင်းကြီးကမောင်းတော့ကိုဒီတိုက်ကလာမျိုးကိုစားစီတယ်လက်ကုန်းရင်ဆိုတဲ့ဘွဲ့ရွှေနဘူးစီကိုလည်းပေးတော်မူတယ်တိုက်စင်ပေါင်း5စီးဒီခေါင်90အင်းကြီးနဲ့တကွာနှမတော်တို့ကိုလည်းကတော့မရပြင်းနဲ့စောင်းနေတော်မူတယ်မောင်တော်နေရာမှလို့တမ်းမိခြင်းမဟုတ်ဒီတလွန်ဒီမရားတွေကိုမောင်းတော့ပိုင်တယ်ရုံတော်မမွေမောင်တော်ဘူးထမှာစီးထားတဲ့လက်ကွင်းဆိုတဲ့ရွှေပြားပွဲတဲ့ပုဂ္ဂိုလ်ကန်ကြည့်ပါလို့ဆိုပြီးမှလွတ်ပါတယ်မန္တန်လုံးကလည်းနဘူးထကရွှေပြားကိုဖြည့်ကြည့်တယ်မင်းင်းကီတရာပြောလိုက်မှန်တယ်သူရှင်ရာဇာတို့ကသူ့ကိုဂယုဏနဲ့ချင်းမြညောင်မှန်ကန်တာကိုသိတော့စဉ်းစားဆင်ခြင်တယ်အဲ့ဒီနောက်မှာထားထိုင်ပြီးလက်ပိုက်ကြည့်တယ်လက်ကုန်းကြီးမျိုးကိုတိုက်စင်ကနာမောင်မျိုးစားမကျန်းဦးကောင်းကိုငါတော့ရောက်ဖြတ်ယူပြီးညာရင်းချင်းရုတ်တရက်ဆက်သားခဲ့တယ်သူရှင်လည်းအမတ်တမဲ့ထိတ်လန့်တယ်ဒါကြောင့်အဲ့ဒီတော့ငါကိုနှုတ်နေတာချီကျူတယ်ဘာဆိုလဲမှငါကိုပြီးတော့မမှုဘူးအခုငါကိုချင်းမြင်ပြန်တော့လေငါကိုထိတ်လန့်စေပြီးမှအတုံးနဲ့မြောက်စားတယ်လို့တတိယအောင်မိတယ်သူရှင်ရာဇာဒရက်ကိုလည်းဂျေဇုရင်ကြီးညိုစွာနဲ့ရီမန်းဝမ်းမြောက်ဝမ်းသာရွှင်လဲအားရစွာနဲ့အဝေးကနေကြောရှိကိုတယ်အဲ့ဒီနေကစားပြီးတော့မှတက်ကလာမြို့မှာလက်ကွင်းရင်ပွဲကံမတ်တန်လုံးကနှက်စီးစီးနဲ့မြခံစားတော့တယ်ဒီနေ့တင်ဆက်တဲ့ဝတ္ထုကိုဒီနေရာလေးမှာခေတ္တရှင်းထားလိုက်ပါတယ်ဒီနေ့တင်ဆက်တဲ့ဝတ္ထုကတော့ဇိုင်းသူဒေါက်တာနဲ့ပန်းသာရေးသားထားတဲ့ရာဇာဒရက်အရေးတော်ပုံဆိုတဲ့ဝတ္ထုကြီးကိုအပိုင်းရှင်အနေနဲ့တင်ဆက်ခဲ့တာဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လုပ်ထားပေးပါဦးဘေးနာက notification နဲ့ပေးထားပါဦးဒါဆိုပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်